မင်္ဂလာပါကျမကတော့မချောစုလိုက်ပါဒီကနေ့မှာတော့ကျမရေးတွေခန္ဓာကိုယ်ကလိုအပ်တဲ့ probiotic လို့ခေါ်တဲ့အကျိုးပြုပိုးမွှားလေးတွေအကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်လူတစ်ယောက်ကျန်းမာဖို့ဆိုရင်တော့ခန္ဓာကိုယ်မှာဒီ probiotic တွေပြည့်စုံစွာရှိနေဖို့လိုအပ်ပါတယ်နော်ကျမတို့ရဲ့ခန္ဓာကိုယ်ကြီးကဆဲပေါင်းတန်း60လောက်နဲ့တည်ဆောက်ထားတယ်ဆဲတစ်ခုမှာ probiotic 10ကောင်လောက်ရှိနေမှသာဒါလူတစ်ယောက်ကျန်းမာတယ်လို့ခေါ်ပါတယ်နော်ဆိုတော့ဒီ probiotic လေးတွေကခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာရှိတာလဲဆိုတော့နေရာအနှံ့များမှာရှိပါတယ်ခေါင်းစားခြေဆုံးရှိတယ်အရေပြားမှာရှိမယ်နော်ပြီးလို့ရှိရင်အမျိုးသမီးတွေမွေးလမ်းကျောင်းမှာရှိမယ်ပါးစပ်ထဲမှာရှိမယ်ဦးလမ်းကျောင်းမှာရှိမယ်နော်ဒီ probiotic လေးတွေဒီယောဂပိုးတွေကိုတိုက်ထုတ်ပေးရတဲ့အလုပ်ဖြစ်တဲ့အတွက်သူတို့ကယောဂပိုးအများဆုံးဝင်လာနိုင်တဲ့နေရာတွေမှာနေတယ်သူတို့ရှိတဲ့နေရာမှာရှိတဲ့ပမာဏအတိုင်းရှိနေတယ်နော်ဒီဦးလမ်းကျောင်းမှာဆိုရင် probiotic လေးတွေအများဆုံးနေထိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဦးလမ်းကျောင်းကြီးကျန်းမာမှသာဒီခန္ဓာကိုယ်ပေါ့နော်ကိုယ်ကအားကို80%ကဦးလမ်းကျောင်းကတိဆောက်ပေးတာဖြစ်တဲ့အတွက်ဦးလမ်းကျောင်းကျန်းမာမှသာခန္ဓာကိုယ်ကြီးကျန်းမာမယ်။ probiotic လေးတွေပြည့်စုံစွာရှိနေမှသာဦးလမ်းကျောင်းကလည်းကျန်းမာမယ်။ဒါကြောင့်ဦးလမ်းကျောင်းမှာ probiotic လေးတွေပြည့်စုံစွာရှိနေဖို့အရေးကြီးပါတယ်။တကယ်လို့ဦးလမ်းကျောင်းမှာဒီ probiotic လေးတွေပြည့်စုံစွာရှိမနေဘူးဆိုရင်ဘယ်လိုပြဿနာတွေဖြစ်လာမလဲဆိုတော့အရေးများပြဿနာတွေကနေစဖြစ်တယ်။ဝက်ချန်တွေပေါက်လာတယ်ဓာတ်မတည့်တာတွေဖြစ်လာတယ်နှင်းကူတွေပေါက်လာတယ်နောက်လမ်းကြောင်းပြဿနာတွေဖြစ်လာတယ်နော်ဝမ်းချုပ်တာအစာအိမ်နာရံတွေအနာဖြစ်တာနော်ဘိုက်အောက်နာတွေဖြစ်လာမယ်ပြီးဝမ်းပြော်ဝမ်းလျှောတွေဖြစ်လာမယ်နော်ဥပမာကိုကတကယ်ချင်းနေနဲ့ရှောက်လဲတယ်အစားအသောက်တွေသူတို့လည်းကိုလည်းတူစားခဲ့ကြတာပဲတဝိုင်းနဲ့ထိုင်စားခဲ့ကြတာဒါပေမဲ့နောက်ရကြတော့သူတို့ကဘာမှဖြစ်ဘူးကိုကဝမ်းပြော်ဝမ်းလျှောဖြစ်တယ်ဆိုရင်ကိုကနော်ကိုယ့်ရဲ့ဦးလမ်းကြောင်းမှာအလို့စီဝါပိုးလေးတွေဒီ probiotic လေးတွေညော်နေနေလို့ဆိုတာကိုဒါသိထားရမှာပဲဖြစ်ပါတယ်နော်ဆိုတော့ဒီလိုဦးလမ်းကြောင်းမှာ probiotic လေးတွေမရှိတော့တဲ့အတွက်ဘာဖြစ်လာမလဲဆိုတော့ကိုယ်ခံအားကျလာမယ်ကိုယ်ခံအားကျလာတဲ့အတွက်မကြာခဏဖျားမယ်နော်ဓာတ်မတည့်မှုတွေဖြစ်မယ်ပြီးလို့ရှိရင်ဒီမိန်းကလေးတွေအဖြူစင်တာတွေဖြစ်မယ်ယောဂပိုးတွေဝင်လွယ်မယ်အရေးပြလေးဘက်နာတွေဖြစ်မယ်ဒီလိုယောဂတွေဖြစ်လာနိုင်တယ်နောက်ဆိုလို့ရှိရင်အုံနောက်ပိုင်းဆိုင်ရာထီအောင်ပြဿနာတွေဖြစ်လာတယ်ဘာလို့လဲဆိုတော့စိတ်ပူပန်မှုတွေများတာနော်စိတ်တွေညစ်တာဒေါသတွေထွက်တာအခါတလေကျကိုဘာစိတ်ညစ်လို့ညင်မှန်းမသိပဲကိုအကြောင်းရင်းရှာမလို့ပဲညစ်နေတာရှိတယ်နော်အခါတလေကျဘာကိုဒေါသထွက်လို့ထွက်မှန်းမသိဘူးဒေါသထွက်နေရတယ်ရှိတယ်ဒါဟာ probiotic လေးတွေခန္ဓာကိုယ်မှာပြည့်စုံသွားမရှိမနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ကလည်း probiotic လေးတွေကအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပါတယ်ဒီနေ့ရဲ့မျှဝေမှုလေးကတော့ဒီလောက်ပါပဲကျမရဲ့မျှဝေမှုကနေအကျိုးတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့မှာတော့ဒီခန္ဓာကိုယ်မှာ probiotic လေးတွေဘာကြောင့်ယုံနေလာတယ်လဲဆိုတဲ့အပိုင်းလေးမျှဝေပေးသွားဖို့ရှိပါတယ်မိတ်ဆွေများအားလုံးယောဂဗျာတွေကင်းဝေးပြီးတော့စိတ်နှလုံးအေးချမ်းကြပါစေရှင်